အားလုံးမင်္ဂလာပါ The Echo of Books channel လေးကနေပြန်လည်ကြိုဆိုပါရစေဒီနေ့ဖတ်ပြမှာက Facebook ရဲ့ဝတ္ထုတိုဝတ္ထုရှင်များ page မှာဖော်ပြထားတဲ့မောင်တင်ရဲ့ဖြူနှစ်အညိုးဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်အမျိုးသမီးဝေဒနာတဲ့တို့အားစမ်းသပ်ကြည့်ရှုစေဝါကုသပေးရာတွင်ကျွန်တော်သည်များစွာမှစိတ်ပင်ပန်းလှ၏ကျွန်တော်ထံကဓာတ်ရိုက်ဆင်းသက်လာသောစိတ်ပင်ပန်းခြင်းကမဟုတ်အမျိုးသမီးလူမမာအပေါ်တွင်ငဲ့ညာအားနာရာမှပေါ်လာခြင်းပင်ဖြစ်၏စေကြောင်းတက်စဉ်ဆရာဝန်လောင်းဘဝ၌၎င်းဆရာဝန်ဘဝတက်တန်းတစ်လျှောက်၌၎င်းနေဆတူဝနေစဉ်နှင့်အမျှဝေဒနာတဲ့ကြားမတို့အားစမ်းသက်ကြည့်ရှုကုသနေရသည်ဖြစ်၍ကျွန်တော်တို့အဖို့တာဝန်တစ်ခုဖြစ်လေသည်လှုပ်ရိုးလှုပ်စင်များဖြစ်၏မင်္ဂလေးလူနာဆိုလျှင်ကျွန်တော်သည်မင်္ဂလေးရှက်မီကြောက်နေမီကိုအားနာမိသည်ခြေကျိုးလက်နာမျိုးဆိုလျှင်တော်သည်၏ကြောက်ပတ်တီးစီဘေးစေထိုးစီကျွေးဖြင့်လိုအပ်သမျှကိုအားမနာပဲပြုလုပ်ပေးနိုင်လေသည်အမျိုးသမီးဝေဒနာတဲ့အပေါင်းဤများသောအားဖြင့်ယောဂါကလည်းမိရက်နှင့်သက်ဆိုင်နေသည်ကများ၏မိရက်နှင့်ပတ်သက်လျင်ကိုတွင်ကိုပစမ်းသက်ကြည့်ရှုမှသာယောဂမှန်ကိုသိနိုင်ပေမည်ယောဂသိမှသာလျှင်ဆေးကရှိ၏အဆက်အတွက်အသက်နှင့်လဲသည်ဆိုသောစကားမှာအလကားစကားဖြစ်လေသည်အသက်ဘေးအန္တရာယ်ညှိတွယ်နိုင်သောယောဂဝေဒနာအတွက်ရှက်နေရမလို့မရှက်ရဘူးဟုလည်းအတင်းမတိုက်တွန်းလို့ပေရှက်တဲ့မှသာရှက်တတ်ရမည်ဟုဆိုလို၏အတင်းမရှက်နှင်းဟုမတိုက်တွန်းလိုသည့်အကြောင်းကဒီမိမပြိုအချောအလှကလေးကိုအယုံစုအဖြစ်ကျမမြင်ရပါသည်ဟုကမ္မထမ်းပေါက်ဆရာနီးပါပြောကြားလေးရှိသောဆရာဝန်မှာသူနာပြုတို့အလှည့်ကျလျင်အင်မတန်အဆက်ကြီးလေးရှိ၏ယောက်ျားဆရာဝန်များကလည်းသူတစ်ပါးကိုသာမရှက်နှင့်ပြောလင်းကစားသူတို့အရေး၌မူအလွန်ရှက်လေသည်ဥပမာကျွန်တော်တငယ်ချင်းဆရာဝန်ဒေါက်တာမောင်ကျော်ရိုးသည်ကျွန်တော်ဆေးရုံသို့လာ၍ဥပမာဟုတာရကတပွဲတင်လိုက်ရတော့လေအမှန်တကယ်ဖြစ်လေသည်မောင်ကျော်ရိုးကကိုလူရာကိုရင်ဆရာမတွေတရားမှအထဲမလာပါစေနဲ့ကွာရှိခိုးပါရဲ့ဟုလက်အုပ်ချီ၍တောင်းပန်၏ထို့ကြောင့်ကျွန်တော်ဆရာမမတ်အန်စီမတ်ရွှေတင်တို့မှာခွဲစိတ်ခန့်အပြင်တွင်ဟီလီတိုင်နေကြ၏သူတို့အချင်းချင်းအကြောင်းတစ်ခုခုကိုစကားလက်ဆောင်ကြနေ၍ဖြစ်ကောင်းဖြစ်မည်သို့မဟုတ်အမြင်စေချင်တာတို့တောင်အလုတ်တက်တာသည်ဟု၍မိတ်ဆွေမောင်ကျော်ရိုးကိုမျက်စောင်းထိုးရေကြခြင်းလဲဖြစ်နိုင်၏ကိုတော်ချောသည်တွေးပြီးရှက်နေသည်တငယ်ချင်းဆရာဝန်မှာဒေါ်ပုတုကလေးမီးဖွားစဉ်ကလည်းထိုနီးနှင်ဖြစ်၏စောစောပိုင်းဘိုက်ကလည်းအလူးအလွတ်မနာသေးသည်ဖြစ်၍ဒေါက်တာမလာပါနဲ့မမြတ်ခက်ကြည့်လို့ပေးပါလိမ့်မယ်ဟုမွေးကတင်ပေါ်ကထပြေးတော့မတက်ခေါင်းတစ်ခါခါခြေတဆောက်ဆောက်ကျွန်တော်အားမွေးဖွားခန်းထဲမှနှင်ထုတ်ချေ၏ဘိုက်အလူးအလဲနာလီသည်မှပင်ဒေါက်တာခေါ်ပေးပါအမလီနာလှချီရဲ့အလိုလေးမိစေးနဲ့သာမွေးပေးကြပါဟုကဲပါယူပါတစားစားအော်လေသည်ဆရာမကြီးမတ်အန်စိန်လည်းအလွန်ရှက်တတ်၏တစ်ချိန်မကမတ်အန်စိန်ဘာကြောင့်မှမသိမီးရက်ကြိုက်ခဲ၍ပင်ထင်သည်ကျွန်တော်ကစမ်းသက်ကြည့်ရှုကုသပေးလျာတနင်္ဂနွေတစ်ပတ်ခန့်ကျွန်တော်မျက်နှာကိုမကြည့်ရဲပါဟုအလုံးမစင်းပဲရှောင်နေ၏ဆရာဝန်မှာသူနာပြုကြီးများပင်ရှက်ကြသောအရေး၌ပြင်ပမင်္ဂလိများအားကျွန်တော်ကအတင်းမရှက်နှင့်ဟုပြော၍မဖြစ်ချေရှက်တဲ့မှရှက်ပါအောက်အင်း၍ရှက်ပါဟု၍သာဖြေလို၏သို့သောရှက်ချိတ်မိကိုတွေး၍ကျွန်တော်မှာစိတ်အနေကျက်ပြီးပင်ပန်းရလေသည်ကျွန်တော်အဖို့ကဆရာမကြီးမတ်အန်စိန်တယောက်ရှိနေသည့်အတွက်အတော်ပင်ချောင်ချီ၏မတ်အန်စိန်သည်ထိုအရေးထိုအခင်းမျိုး၌များစွာအားကိုးရလေသည်မျက်နှာလွဲ၍ခဲနှင့်ပြစ်တီကမဟုတ်မိရက်နှင့်ဆိုင်သော
ဝေဒနာတဲ့အမျိုးသမီးလူနာတယောက်ကျွန်တော်ရှေ့မှောက်သို့ရောက်လာလျင်ကျွန်တော်သည်ရှေးဦးစွာယောဂါဤရာဇဝင်ကိုနှုတ်မေးခွန်းဖြင့်အသေးစိတ်မေးလိုက်၏စံသက်ရန်သာကျန်တော့သည်တွင်မအန်စိန်အားခေါ်လိုက်ရလေသည်။ကိုင်ဆရာမကြီးကြည့်လို့ပါအောင်ထို့မျှပြောလိုက်ရုံနှင့်ပင်မအန်စိန်ကလည်းနားလေ၏ကျွန်တော်ဆရာမကြီးသည်သူစိတ်လိုခိုက်နှင့်ကြုံလျင်လာညီမဟုလူနာအမျိုးသမီးအားယူယူရရလက်ကိုဆွဲ၍၎င်းပခုံးကိုဖက်၍၎င်းစံသက်ခန်းထဲသို့ခေါ်သွားလေရှိလေသည်စိတ်အခန့်မတင်သည့်အခါမျိုး၌ကလူနာအမျိုးသမီးကိုစမ်းရင်တက်ရင်ဖြစ်မှာပေါ့ညီတို့ကအနေအထိုင်မတက်ဘာမတက်အစရှိသဖြင့်ပြစ်တောက်ပြောတတ်၏စံသက်စစ်ဆေးပေးသည့်နေရာ၌ကျွန်တော်သည်မအန်စိန်အားအလုံးစုံစိတ်ချပြီးဖြစ်လေသည်တခါတရံဘိုက်ထဲ၌အလုံးတွေ့နေသည့်ကိစ္စတအိမ်ဝအနာအစာရှိနေသောကိစ္စမျိုးများ၌မအန်စိန်သည်ကျွန်တော်အားလာရောက်ကြည့်ရှုရန်အခေါ်လွှတ်၏ဆရာဝန်ဖြစ်စေဘာဖြစ်စေယောက်ျားတစ်ယောက်လာရောက်ကြည့်ရှုမည်ဖြစ်သည်၌အမျိုးသမီးလူနာသည်အနှဲငယ်ရှက်ကြောက်သွားရိုးဖြစ်လေသည်ထိုအခါမျိုး၌ကျွန်တော်မအန်စိန်ကအာချမ်းရှာချမ်းအော်၏ညီးကရှက်နေတေလိုက်မတော့ညီးပိုက်ထဲမှာအလုံးကြီးရှိနေတယ်သိလားတကယ်မှပဲညီးကိုဆရာဝန်ကအလကားစမ်းတာမဟုတ်ဘူးမအန်စိန်သည်ပင်ကိုဗီဇကိုကထို့သို့ခက်ကြမ်းကြမ်းပြောလိရှိသည်တစုံတစ်ခုကိုခြေနဲ့နှစ်သိမ့်နေသောအခါမျိုး၌မူအလွန်စကားပြောညင်သာပြန်၏မင်းကတော်စစ်ဘိုကတော်ကလေးများနှင့်စကားပြောရတွင်အထူးပြေပြစ်လေသည်ထို့ကြောင့်တစ်ချိန်ကကျွန်တော်ပင်နောက်ပြောင်ပြောမိသေး၏ဝေးအဖွားကြီးခမညာဗီဇကတဲတိတက်ပါလားနေပိုင်းကတော်တို့ဘိုးကတော်တို့နဲ့ကြတော့ချောလို့ထိုအခါမအန်စိန်သည်မျက်စိနှလုံးကိုပိတ်သွားသည့်တိုင်ရဲလေသည်။အော်ကိုဗီဇာကလည်းပြောထားရတာပေါ့။ဒေါက်တာရဲ့ကြည်လို့နို့မဟုတ်ရင်ကျမထမင်းငတ်သွားမှာပေါ့။ဝန်တွင်စိတ်သဘောထားအလွန်ကောင်းသူဖြစ်၍သူ့အပေါ်ဝေယူသူကရှားလေသည်။မဲမဲတုတ်တုတ်ဝဝဖိုင်ဖိုင်တရုတ်နာမည်ယူထားသောဆရာမကြီးမအန်စိန်အားယောက်ျားလူနာများကလည်းကြောက်ကြ၏မအန်စိန်ပြောသောညီကရှက်နေတေလိမ့်မတော်ဟူသောစကားသည်အလွန်မှန်လေသည်သဘောတရားအရရှက်သက်မှရှက်ပါဟုကျွန်တော်သည်အကြံပေးလို၏ဆရာဝန်ဆိုသည်မှာလူနာအကြောင်းနှင့်ပတ်သက်၍နှုတ်ဆောင်စည်းရသောတာဝန်ရှိလေသည်ကျွန်တော်အဖို့မူကားဤသို့ဆေးအကြောင်းယောဂဗျာအကြောင်းဇက်လန်ကလေးများရေးသားနေရသည့်အရေး၌ဝေဒနာရှင်သည်မနစ်နာဖတ်ရသူမှလည်းအကျိုးသက်ရောက်စေရေးကိုတွေးတောကြံစရေးသားရ၏ဤသို့ပင်ဆိုစေကျွန်တော်သည်ရှေးဦးစွာဝေဒနာရှင်၏သဘောတူညီချက်ကိုယူရလေသည်လူနာရှင်ကခွင့်ပြုသည့်တိုင်ကျွန်တော်သည်မြို့အမည်ကိုမဖော်ဘဲဘလုံးပထွေးလုပ်ပေးရ၏လူနာနှင့်ပတ်သက်လျင်ကျွန်တော်တို့မှာအစွမ်းကုန်နှုတ်ဆောင်စည်း၍စီကံကြည်ရပြီးအမျိုးသမီးလူနာကိုပုံမွေ၍ဂယုဆိုင်ကြက်မှတ်ကစီးစနစ်ထိမ့်သိမ်းရ၏အမျိုးသမီးလူနာများအဖော်မပါလျင်ဆေးစစ်ခန်းသို့ဝင်ခွင့်မပြုစသည့်စာတမ်းများပင်ရေးသားချိတ်ဆွဲထားရသည်ဆရာဝန်အခန်းတွင်သို့မင်္ဂလေးလူနာများတူးတဲဝင်စေခြင်းကမသိလျော်ချီဆရာဝန်ကမကောင်းသည့်ကိစ္စများလည်းရှိတဲ့ကဲ့သို့လူနာအမျိုးသမီးကမတော်တရောကျမကိုဆရာဝန်ကဘာညာအော်လိရှိသောတာတကများရှိခဲ့၏အမျိုးသမီးလူနာမှာကတော့သူ့ကိုဆရာဝန်ကဘာမျှမလုပ်ဘဲနဲ့မတော်တရောအော်မီမဟုတ်ဟုအချို့ကယူဆကောင်းယူဆကြပြီမည်ကျွန်တော်သည်မဟုတ်ဘဲနဲ့တွေးဆ၍ရေးသားလိရှိသူမဟုတ်တာတကအများပြားရှိခဲ့၏ဤကိစ္စမျိုးသည်အပြင်ဆရာဝန်များလောက၌အထူးအဖြစ်များလေသည်ဥပမာမြို့ငယ်တစ်ခု၌တယောက်သောဆရာဝန်သည်သူတယောက်တည်း contract ဆွဲထားတဲ့ကဲ့သို့အခြားဆရာကလည်းမရှိသဖြင့်လက်မလဲနိုင်အောင်လူနာလိုက်ရကစီးပွားလန်းအလွန်ဖြောင့်နေ၏
မြို့နေလူထုနှင့်ဆရာဝန်ဥယျာဉ်မနီးမြသည်ကိုမြင်၍ထိုဆရာဝန်လိုငွေဝင်ကောင်းချင်သောအခြားဆရာဝန်တယောက်သည်ထိုမြို့သို့လာရောက်၍စေးတိုက်တစ်ခုဖွင့်လေသည်ရှိရင်စွဲဆရာဝန်သည်ထိုအခါမျိုး၌နောက်ပြောင်းလာသူဆရာဝန်အားရန်သူလိုထင်မြင်၏သူဝင်ငွေကနဲသွားလေတော့မည်ကိုစိုးရိမ်လေသည်မဖြစ်စလောက်ကလေးရော့နေသွားမည်ဝင်ငွေသာမဟုတ်ဆရာဝန်သည်လူနာများကရှင်တယောက်တည်းဆရာဝန်လားကျမတို့ဟိုဆရာဝန်စီသွားမယ်စသဖြင့်အခမ်းလာမည်ကိုလည်းစိုးရိမ်၏ဆရာဝန်များကလည်းလူသားဖြစ်၍လူစိတ်သာရှိကြလေသည်လူစိတ်သည်ထိုအတိုင်းပင်ဖြစ်၏ထိုအခါရှိရင်ဆရာဝန်သည်နောက်ပေါ်ရွှေကြပင်အကျဉ်ဆရာဝန်အားတတ်မိပြုလေ၏တပ်ပုံတက်နီးကရင်ကျေးတိမ်မွေးလှလေသည်ဆရာဝန်ပြပလက်ကမြင်သာ၏အိမ်ခန်းဆရာဝန်သည်အနေကြပြီးဖြစ်သောကြောင့်ထိုမျိုးတွင်လှဲနေလှေအောင်မကောင်းသောမိမပါမကျန်သိနေပြီဖြစ်လေသည်မကောင်းသောမိမဆိုသည်မှာငွေရလင်ခိုင်းလိုရာခိုင်းနိုင်၏အိမ်ခန်းဆရာဝန်၏ငွေမြမျှပေးမည်ဟုသောနှုတ်ကတိဖြင့်အကျဉ်မိမသည်နောက်ဖွင့်စေးတိုက်တဲ့သို့သွားပြီးကျမဘာဖြစ်လို့ညာဖြစ်လို့ဟုပြောကာဆရာဝန်၏အလင်းစေးခန်းထဲသို့ဝင်လိုက်လေသည်ဆရာဝန်တက်ကဟန်နှင့်ပန်နှင့်လက်ချက်ကိုနားမှတက်၍ကလေးမအင်းကြီးကျဲသည်ဖြုတ်ပေးသည်၌ရင်ခွင်တွင်ဓာတ်ခွက်တင်လိုက်သည့်တမို့အမျိုးသမီးသည်အော်ကြီးဟစ်ကျဲအော်လေတော့၏အမလေးဆရာဝန်ကကျမကိုဆွဲပါတော့အကျန်တူကရန်သူဖြစ်သည်ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေဆရာဝန်ဆိုသည်မှာဖက်တစ်မျိုးဖြစ်လေသည်စူးပေါ်ကြကြစူးကလာကြကြဆရာဝန်ကပေါက်ရသည်သာဖြစ်၏ကိုယ်တိုင်ကံကောင်းထောက်မ၍မကြုံခဲ့ရဘူးတော့လေကျွန်တော်၌ထိုကြားဖူးနာဝဘဟုတုတကလေးများရှိခဲ့သည်အခွင့်ကြုံဖော်ထုတ်လိုက်ရခြင်းဖြစ်၏ဆရာအင်ခဏကြွပါတဲ့ဟုမမောင်တန်းတို့အိမ်ကိုဒရိုင်ဘာလွှတ်၍ကျွန်တော်အားလာခေါ်၏ဒရိုင်ဘာမောင်ဖကျော်သည်စကားကိုလေးလုံးကွဲအောင်မပြောတတ်ချေမမောင်တန်းပဲဖြားနေတဲ့အကြောင်းជីជីဒေါ်မြမိပဲလဲနေတဲ့အကြောင်းပြောလေသည်ဘာယောဂါဟုမပြောနိုင်၍မပြောတတ်သည့်တိုင်ဘယ်ပုံဘယ်နည်းဖင်နာခေါင်းကိုက်ညမပြောကျွန်တော်မှာဘာစေးဘာဝါယူသွားရမည်မသိလက်လန်းမီယာစေးကလေးများလောက်သာကောက်၍လိုက်ခဲ့ရ၏ကျောင်းနေဖက်တငယ်ချင်းလူရင်းလူခင်ဖြစ်၍သူ့အမေဒေါခင်မြအစုံဒေါခင်မြမိကြီးဆိုလင်လဲကျွန်တော်အမေကျွန်တော်အတော်ပမာမိခိုအားထားသူဖြစ်၏ငွေရေးကြေးရေးချင်းကားမိလင်ပြန်တောင်းသူမဟုတ်ကျွန်တော်သည်တမဟုတ်ချင်းထား၍လိုက်ခဲ့၏သူတို့တိုက်စင်ဝင်အောက်ကကြွိကနေရက်လိုက်သည့်တမုတ်၌ဆရာဝန်အချိန်မီမရောက်၍တေသွားကြကုန်ဟန်တူသောမမောင်တန်းနှင့်ကြီးကြီးထုံမြမိသည်တိုက်တကားဝတွင်ကိုရောင်ပြသည့်နှင့်လာရက်ကြသည်ဟင်ကြီးကြီးနေမကောင်းဘူးဆိုဟဲတောက်တီတောက်တဲ့ကြီးကြီးမဟုတ်ပါဘူးကွယ်ကဲလာလာကျွန်တော်သည်ဆေးအိတ်ကိုမတည်ဆောင်ပဲတိုက်ထဲသို့လိုက်လာခဲ့သည်အိုးဆေးအိတ်ရောယူခဲ့လေကွယ်ကြီးကြီးတူမလေးမောင်ဟိုတဲ့ရဲ့မနေ့ကရောက်တယ်အဲ့ဒါခီးပန်းလို့ထင်ပါရဲ့ကွယ်ကြည့်ရှုကုသပေးပါအောင်မောင်နှမကိုကြီးကြီးတော်မြမိသည်သူ့တူမဆိုသူရှိရာအခန်းသို့ကျွန်တော်အားဦးဆောင်သွား၏မမောင်တန်းကလိုက်မလာချေသူ့အခန်းဖက်စီသို့ခြေလှမ်းရင်းကျွန်တော်အားကိစ္စဝိစ္စပြီးရင်အရက်ချကြမယ်ဟူသောအတိတ်ပဲဖြင့်အရက်မောဟန်မျိုးလက်ဖြင့်လုပ်ပြလိုက်သည်ကျွန်တော်သည်မမောင်တန်းအားစိန်လိုက်သည့်အကြောင်းကိုဦးငိမ့်ပြ၍အော်အင်းနှင့်ជីជីနောက်မှလိုက်လာခဲ့၏သူ့တူမဆိုသူအားကျွန်တော်သည်မမြင်ဘူးချေရုပ်ချောသလောရုပ်ဆိုးသလောဟုပင်မခန့်မှန်းတတ်ပဲရှိလေ၏စီဇက်ပိုင်ရှင်တထေးမကြီးတိုက်ဖြစ်၍ခန္ဓာကြီးကျယ်လှလေသည်တူမဆိုသူရှိရာအခန်းသို့ရောက်ရှိရန်မြင့်မာသောလှေကားကြီးကိုတက်ရ၏ကျေပြန့်သောအခန်းကြီးများကိုဖြတ်တန်းရ၏ယခုတစ်ချိန်ရောက်ဖူးသည်မဟုတ်တော့လေရောက်တိုင်းကျွန်တော်စိတ်တွင်အင်ကြီးကြီးကျယ်ပုံပြိဘောဂများ၏ခန့်ညားပုံအိမ်တွင်တစ်ပင်ပန်းပင်ကလေးများကစိမ့်လန်းဆူပြေ၍တာယာပုံနှင့်ကျွန်တော်လိုဆရာဝန်တယောက်ကို
လက်ဖြောက်တီးခေါ်၍လိုက်လာရပုံကိုတွေးမိပြီးမိုက်မဲစွာဖြင့်ကျွန်တော်ဘဝကျွန်တော်စိတ်နာမိလေသည်မိုက်မဲစွာဟုကျွန်တော်မြည်ဆိုလိုက်ရသည့်အကြောင်းကတထေးမကြီးဒေါ်မြမီ၏အိုးစီတထေးမကြီးဒေါ်မြမီ၏စီးစိမ်ကိုတရေယိုကပညာရွှေအိုးလူမခိုးသည့်ထုံးနှလုံးမမူမိခြင်းကိုတည်ရမိ၏ជីជីတူမမမောင်တန်း၏ဝမ်းခွဲနှမလေးကိုကျေပြန့်သောအခန်းကြီးတစ်ခုအတွင်တာနာသောကဒင်ကြီး၏တထွာဒုရှိသောမွေရာထက်တွင်နှလုံးဆင့်ဖဲခေါင်းအုံများနှင့်ကိုတစောင်းလှဲလျောင်းရင်နှစ်ကျက်တန်မြမဝတ္ထုတအုပ်ကိုဖတ်လျက်သာတွေ့ရ၏တင့်တယ်ရေးသောဝတ္ထုတစ်ပုဒ်ပင်ဖြစ်လေသည်ဝတ္ထုအမည်ကိုကကျွန်တော်ထိုစဉ်ကတိလိုက်တော်လဲယခုမူမိသွားပြီဖြစ်၏နေပြည်တော်မန်းရွှေမြို့အနီးကပ်လျက်ရှိသောမြို့ငယ်တစ်မြို့၌ဖြစ်၍ရွှေချေချင်းကလည်းဝင်းလက်ကနေသည်လက်၌ဆင်ရင်ထားသောကြံစစ်လက်ကောက်အထက်ထက်ကလည်းအချင်းချင်းပုတ်ကာခတ်ကာတချွင်ချွင်ရွှေတံပေးလျက်ရှိ၏ជីជីသည်တူမဟုသာဆိုတော်လဲသူ့တူမချောအားသမီးဟုခေါ်လေသည်ဟဲ့သမီးဒါသမီးကိုနဲ့တငယ်ချင်းဆရာဝန်ကွသမီးကိုကြည့်ဖို့ခေါ်လာတယ်ជីជីသည်သူ့တူမအပားတွင်တင်ပါလွှဲနေရာယူထိုင်လိုက်သည်ဖြင့်ကျွန်တော်လည်းအနီးရှိကလထိုင်ကိုဆွဲထိုင်လိုက်ရလေသည်အိုးအညိုနေကောင်းရဲ့သားနဲ့ဒေါ်လေးကလည်းဟဲဘာလဲသမီးဆေးကူးဖို့လာတဲ့ဟာဥစ္စာအပြုံမလေးအညိုကသူ့ယောဂါသူရုတ်တရက်မဖွင့်ထုတ်သေးပဲဖုံးထားလိုက်ဟန်ရှိသည်ជីជីကမူကျွန်တော်အားဇွတ်ဆေးကူးခိုင်းနေ၏ဘာယောဂါဟုမသိရသည်မြည်တို့မြည်ပုံဖြစ်ပေါ်ခံစားရသည်လည်းမသိရခက်လှပြီးသည်အချိန်အတန်ငယ်ကြာမှဇက်ရည်သည်လဲလာလေတော့၏ဇက်သွားဇက်လာမှအညိုနှင့်အဖြူဖြစ်လေသည်အညိုဆိုသောအပြိုကလေး၏နွန်းနွန်းမင်းမင်းအဖြူများကျဆင်းနေခြင်းပင်ဖြစ်သည်ဓမ္မတာအရာမိမတိုင်းအဖြူစင်းကြရုံဖြစ်၏သို့သောဓမ္မတာကျဆင်းသည့်ထက်ပိုများလာသောအခါတက်ကျွမ်းနားလေသူဆရာဝန်ဆရာမများနှင့်စစ်ဆေးကုသရန်ကလိုလေသည်ဥပမာဂနိုပိုးကြောင့်ပြည်အစရှိသောအရာများကျဆင်းခြင်းတအိမ်ဝအနာအစာရှိ၍ကျဆင်းခြင်းမျိုးမပါဝင်ခြင်းထိုကိစ္စကတေချာရေးစရာရှိ၏ထိုကိစ္စသည်လည်းတေချာအရေးဖြစ်၏ဤသို့ဖြစ်ရိုးဖြစ်စဉ်အချင်းအတွေ့ထက်ပုံမများပြားစွာဖြစ်ရသည့်အကြောင်းချင်းရာတို့မှာမိန်းကလေးတူတယောက်အပြူပေါ်ဝင်စားသို့မဟုတ်ကိုဝန်ဆောင်နေရစဉ်ကာလအချို့အမျိုးသမီးများတွင်ဆိုလျှင်လစဉ်မီးရက်သွေးမပေါ်မီစသည်တို့၌အဖြစ်များလေသည်အပြူပေါ်ဝင်စားသူငယ်မကလေးတို့၏ဖြစ်ရခြင်းအကြောင်းရင်းကကြီးထွားပြောင်းလဲလာသောတအိမ်နှင့်အင်္ဂါလမ်းကြောင်းတို့တွင်သွေးမွာကြောများဆန့်ပြန့်လာခြင်းတို့နှင့်ပတ်သက်နေသည်ဟုဆို၏ကိုဝန်ဆောင်မျိုးသမီးများမှလည်းထိုနည်းနှင့်ဓမ္မတာလမ်းကြောင်းသည်အပြောင်းလဲရှိလာ၏လူကိုရီးယားကိုကျွန်တော်တို့အမျိုးအစားခွဲခြားနိုင်သေးသည်တအိမ်ဝလမ်းကြောင်းဤချွတ်ယွင်းမှုကြောင့်ဖြစ်ရသောအကြောင်းချင်းရာဖြစ်၏ပထမအမျိုးကကလေးမိဖွားရ၌တအိမ်စုပ်ပြဲခြင်းရှိသောအမျိုးသမီးကြီးများ၌ဖြစ်လေဖြစ်ထားရှိသည်ဒုတိယအမျိုး၌ဘာကြောင့်ဟု၍အသေးစိတ်ဂဂနနတေချာစွာမသိရသည့်တိုင်လွန်စွာအဖြစ်များလေ၏နံရံများမှစိတ်ယိုကျဆင်းခြင်းဖြစ်၏အင်္ဂဇတ်နံရံများဘာများညာများဟုရေးရသည်ကမရှင်းချေဖြစ်ပုံပြက်ပုံအလုံးစုံကိုရေးရလျင်ကျွန်တော်တော်၎င်းစာဖတ်သူတော်၎င်းအုံနှောက်များပွက်ပွက်ထသွားချမည်တိပင်တိညာတော်လဲရေးသားပြောဆိုရအင်မတန်ကြက်လာသည်ဆေးဘက်တစ်ခုခုသောယုံကြည်ချက်ကအစာအသောက်အာဟာရနှင့်အတော်ကလေးအကျုံးဝင်နေ၏အာဟာရဓာတ်ချို့တဲ့မှုကြောင့်ဓာတ်များအင်္ဂါဇတ်နေရံများတွင်ချို့တဲ့နေကြောင်းဆရာများကရေးသားထားလေသည်ထို့သောဖြစ်ခြင်းသည်သွေးအားနည်းသည့်
ပင်ပင်ကက်ကက်အမျိုးသမီးများ၌အများဆုံးဖြစ်ပွားလေရှိသည်ဟုလည်းဆို၏ပိန်ချင်းနှင့်ထို့သို့ဖြစ်ခြင်းကဂျာအေးသူ့အမေရိုင်းနေလေသည်ပင်၍ဖြစ်ခြင်းသည်ဟု၍ကတယူတန်အမှတ်ရပြီအညိုသို့မဟုတ်မရွှေညိုအားကျွန်တော်သည်နှုတ်မေးခွန်းများသာမေးရ၏လက်ဆွဲတော်ဆရာမကြီးမိအန်စိန်မပါလာသဖြင့်ကျွန်တော်အဖို့တချင်းကောင်းကလေးတပုတ်ကိုပါဇက်ဆိုင်တီးသည်နှင့်တူတော့သည်မြည်သည့်ရန်မြည်သည့်နေ့၌ဓမ္မတာရာသည်ပေါ်တက်၍ဖြူစင်းသည့်ကာလကမြည်၍မြည်မြကြာပြီးနီးစသည်တို့မေးရသည်မှာပင်ပင်ပန်းပန်းရှိလာ၏ဤမျှမေးရသည်ကိုခက်ခဲရင်းရှက်ကိုရှက်ကန်ဖြေရှာသည်မပွင့်တပွင့်ကလေးပြောသဖြင့်မနှဲနားထောင်ရ၏မိရွှေညိုကိစ္စ၌ trichomona ခေါ်ပိုးတစ်မျိုးကြောင့်ဖြစ်သည်ဟုလည်းကျွန်တော်တွေးမိလေသည်အဆိုပါပိုးမျိုးကလည်းအမျိုးသမီးတရားတွင်3-40ခန့်ရှိတတ်၏ထိုပိုးကြောင့်ရောင်ရမ်းခြင်းစိတ်ရည်ပိုများခြင်းစသည်တို့ဖြစ်ရလေသည်အမျိုးသမီးတို့ကထို့သို့ဖြစ်ခြင်းကိုတင်ပြလျင်ဆရာဝန်များအဖို့မှန်ဘလူးဖြင့်ကြည့်ရှုစစ်ဆေးကအလွန်သိတာလွယ်သောပိုးကိုတွေ့ရမည်ဖြစ်လေသည်ဝေဒနာတစ်ခုကိုဘာညာစသဖြင့်အမည်တက်ရေး၍ဤသို့ပါဇက်ဆိုင်တီးသည့်နယ်တွေးဆယုံနှင့်မပြီးချေအုံနောက်ကလည်းဖြစ်နိုင်သည့်အကြောင်းရတို့ကိုတွေးမျက်စိကလည်းစမ်းသပ်စရာကိရိယာတစားပလားများအကူအညီဖြင့်ကြည့်ရှုမှသာလျှင်အဖြေမှန်ကိုရနိုင်မည်ဖြစ်၏အရန်တွေးချိနေမည်ဆိုကမိရွှေညိုခံစားနေရသည်ဆိုသောထိုအကြောင်းချင်းရသည်အမျိုးစုံဖြစ်နိုင်လေသည်အမျိုးသမီးငယ်ကလည်းဤမျှကလေးပြောရသည်ကိုပင်မျက်နှာကလေးနီနေအောင်ရှက်နေရှာလေသည်ထို့ကြောင့်ကျွန်တော်သည်အလုတ်စခန်းကိုမိကုံချုပ်လိုက်ရ၏။ကိုင်းကြည်ကြည်မနှက်ပြန်တော့ကျွန်တော်ဆေးရုံခေါ်လာပါအောင်။ဆရာမကြီးမအန်စိန်ကိုကျွန်တော်ကြနနကြည့်ရှုခိုင်းပြီးစိတ်ကူးပါမယ်။ဤကွယ်ဆောင်မကြည့်ရှုပါငါသားရဲ့ဟုကြည်ကြည်ကပြန်ပြောလေသည်ကျွန်တော်သည်ဆေးအိတ်ကိုဆွဲ၍မမောင်တန်းအခန်းစီသို့ဆင်းခဲ့၏လေကားထိတ်လောက်ရောက်တွင်ကြည်ကြည်ကကျွန်တော်အားလှမ်းတဲ့၍စကားကမ်းပြန်သည်ဒီမှာသားရဲ့ဆရာမကိုကြည်ကြည်တို့စီခေါ်ခဲ့ပါလားကွယ်အိမ်မှာတင်လဲကြည့်ရှုစမ်းသပ်လို့ရတယ်မဟုတ်လားမိရွှေညိုသည်ဆေးရုံသို့အစစ်ဆေးခံရန်ကိုရှက်ဟန်တူသည်ရှက်၍ဆေးရုံမသွားချင်ဘူးဟုသူ့တော်လေးကိုပြောသဖြင့်သူ့တော်ကြီးကကျွန်တော်အားထို့သို့ပြောခြင်းဟုကျွန်တော်ယူဆ၏ငွေကြေးရှိသူတို့ဇယိုက်တိုင်းသူတို့ရှိမောက်တို့သာအရောက်လာစေလိုသောသဘောလေးဖြစ်နိုင်သည်ကျွန်တော်ကလည်းငွေကြေးမရှိသူတို့ဇယိုက်တိုင်းပြန်လဲဖြေချလိုက်ရ၏ကောင်းပါပြီကြည်ကြည်ကျွန်တော်မအန်စိန်ကိုခေါ်လာခဲ့ပါမယ်ကျွန်တော်သည်မရွှေညိုအားဆီယာမကြီးမအန်စိန်နှင့်လွှဲ၍ပြသရန်စိတ်ကူးထား၏ကျွန်တော်တို့ကကြည့်ရှုပေးဖို့ဆိုသည်မှာဝေဒနာရှင်၏ယောဂအခြေအနေအရဖြစ်လေသည်အချို့ကိုမြင်ကိုဆိုင်စကိုင်းရရောက်နေကြသောခင်မီအမျိုးသမီးတို့သည်အလွယ်တကူပင်ဓာတ်တော်စီးရီကိုအသုံးပြုကြလေသည်ဓာတ်တော်သည်ဂယုပြုနိုင်မှတော်ကားကြ၏ကျွန်တော်စီးရုံတွင်မူlactic acid ဆေးကိုအသုံးပြုလေသည်အခြားပိုတက်ဆီယမ်အစရှိသောဆေးဖန်ရည်များကိုလည်းအခြေအနေအရအသုံးပြု၏ကျွန်တော်အုံနောက်ထဲတွင်မိရွှေညိုအားဖန်ရည်ဆေးပြုံအသုံးပြုပေးရန်ရထားမိလေသည်စီဝမ်မှန်ရန်နှင့်အာအင်ပြည့်ဖြိုးရန်ကိုမူသွေးဝမ်းစစ်ဆေးပြီးကမှအာစီဘာညာအစရှိသည်တို့ထိုးပေးရန်စိတ်ကူးမိ၏ရွှေညို၏ရုပ်ကလေးသည်ဝတ္ထုမျက်နှာဖုံးကလေးကဲ့သို့လှနေသည်စီမှန်ထိုးအစားအသောက်ညှတမှန်ကန်စေကလေးလံသောရွှေလက်ကောက်ရွှေချီချင်းတို့ကိုဖြုတ်၍ကျမ်းမာရေးလေ့ကျင့်ခန်းမှန်လုပ်ပေးကတမဟုတ်ချင်းမဲစက်ကြဝဠာစရင်ဝင်မိသူကလေးဟုကျွန်တော်ပြောနိုင်၏ကျွန်တော်သည်ယောဂတစ်ခုကိုဖြစ်အင်သာသိရပြီးမျက်မြင်လက်တွေ့မစစ်ဆေးမကြည့်ရှုရသေးသည်ကဘာဖြစ်နိုင်သည်ညာဖြစ်နိုင်သည်စသဖြင့်အလွန်တွေးတောသူဖြစ်လေသည်ရွှေညိုဤဝေဒနာကိုအတော်ကြာအတွေးလွန်နေမိသဖြင့်မမောင်တန်းကကျွန်တော်ပခုံးကိုပုတ်လေ၏ဟေးအာစရိတောက်လီကွယ်အေးကုန်တော့မယ်ရေခဲဆော်ဒါတို့လောင်းဆက်ထားသောရမ်ဖန်ခွက်ကိုကျွန်တော်ရှေ့သို့
တိုးပေးရင်ပြောချင်းဖြစ်လေသည်ကျွန်တော်လည်းရောက်လာသောရန်ကိုအလိုက်သက်မောလိုက်၏ကောင်းနေစွာတကားထို့နောက်မောင်တန်းနှင့်ကျွန်တော်သည်အခြားထွေရလေးပါးစကားများပြောကြလေသည်သူနှင့်ကျွန်တော်သည်ငယ်စဉ်တောင်ကြီးကလေးဘဝကပင်ကျောင်းအတူနေကြသူများဖြစ်၏သူတို့မျိုးတို့ကျွန်တော်ကတော်တကြီးသားကလေးအဖြစ်အင်္ဂလိပ်စာလာသင်ခြင်းဖြစ်သည်ကျောင်းရောက်စ၄တန်းမရသေးပဲ special class ၌နေရစဉ်ကဆိုလျှင်မောင်တန်းသည်တောကပါလာသောကျွန်တော်၏ရောင်ပေစုကလေးကိုဆွဲကရွဲကမြို့သားပြီးပြီးအနိုင်ကျင့်သည်ကိုခံရ၏ကျွန်တော်ကလည်းတောသားပြီးပြီးငါနှင့်ချီ၍ကင်တုတ်လေသည်သို့တော်သူနှင့်ကျွန်တော်သည်အခင်မင်ဆုံးဖြစ်ကြ၏ထို့နောက်ကျွန်တော်ကဆရာဝန်ဖြစ်စစ်ပြီးခေတ်၌သူတို့မျိုးစေးရုံသို့ရောက်လာလျာမောင်တန်းသည်ကျွန်တော်အားအတော်ပင်ယိုကျိုးလေသည်ထွေရလေးပါးပြောကြရင်သူ့နှမရှင်ညိုအကြောင်းလဲပါဝင်လာလျာကျွန်တော်သည်လွန်ခဲ့သော2 လလောက်ကမောင်တန်းကျွန်တော်အားနောက်ပြောင်ထားသည်ကိုတတိယလေကျွန်တော်နှမစုစုတို့အလဲလာကြစဉ်ကဖြစ်သည်ကိုလူရဲ့ဒီလိုနှမချောချောရှိတာစောစောကပြောပါတော့ငတန်းကလေဦးဆွေးဆံမြေရိုးမြေကြတစ္ဆာရှိတာဝန်တိတိဖြင့်သွေးတောက်ပြီးပြီးအစချီကနောက်လေသည်ကျွန်တော်မှခံလိုက်ရ၏ကျွန်တော်အဖို့မောင်တန်းအားပြန်လဲခြေပရန်အခွင့်သည်ကြုံနေပြီဖြစ်လေသည်သို့တော်ကျွန်တော်သည်ကြုံလာသောအခွင့်အရေးကိုအသုံးပြုရန်ဝန်လေးနေချေ၏ကျွန်တော်ကဆရာဝန်ဖြစ်နေ၍ကျွန်တော်လူနာဖြစ်သောကြောင့်လည်းဖြစ်သည်ကျွန်တော်တွင်ထိုညင်ကလေးကဖြောက်ဖြက်၍မရချေဆရာဝန်တို့မြည်သည်မိမိတို့၏လူနာအမျိုးသမီးအားမယိုးသားသောမျက်စိဖြစ်ပင်မကြည့်အံ့ဥပမာလူနာကအဖွားကြီးဖြစ်နေသည်ဆိုပါစို့သူတွင်သမီးအပြိုကလေးများရှိလေသည်ဆရာ၏မျက်လုံးသည်ဝေဒနာတဲ့အဖွားကြီးမှလွဲ၍မြည်သူကိုမျှမျက်မွေးထော်၍မော်မကြည့်ရဤဒီမှာတမားကုန်ဖြစ်လေသည်ကျွန်တော်တို့ဆရာဝန်များကို Hippocratic Oath ခေါ်ပဋိညာဉ်သို့မဟုတ်သိက္ခာပုဒ်တို့ရှိထိုပဋိညာဉ်များ၌ယောဂမပြောက်လျင်ငွေပြန်ပေးမည်အာမခံနှင့်ကုသည်အစရှိ၍နာမည်ကျော်ဆရာဝန်ဟိုနာရှိသည်ဘာညာမျှထိုးဆိုင်ပုံများမပြုတ်လို့ရစသဖြင့်အတော်စုံစုံလင်လင်ပါသည်ဆရာဝန်တက်ကလေးအတော်ရလာသဖြင့်ထိုသိက္ခာပုဒ်တို့ကိုလုံးစိပတ်စိကကျွန်တော်မသိချေအကျဉ်းသဘောလောက်ကိုသာတတိယတော့၏မွန်မြတ်သောစေပညာကိုဖြောင့်မတ်စွာအသုံးပြုရေးဖြစ်လေသည်လူနာမင်းကလေးများကိုမယိုးသားသောစိတ်ဖြင့်မကြည့်ရမပြုရဆိုသည်တို့ကဆရာကျင့်ဝတ်ဆရာသိက္ခာတမားကုန်သာဖြစ်၏ကျွန်တော်ကလည်းတောသားပြီးအဆိုပါပဋိညာဉ်အစရှိသည်တို့ကိုကျိန်စာတပွဲအောက်မိသည်တမားကုန်ကိုကျွန်တော်ဖြတ်လျင်ကျွန်တော်လက်သည်ဆေးလိုက်တော့မည်မဟုတ်ဟုအယူသိနေ၏ဆေးလိုက်သည်ဆိုသောစကားမှာအများသိကြသည့်အတိုင်းဖြစ်လေသည်ထို့ကြောင့်ကျွန်တော်မှာခက်နေ၏လူနာနှင့်ပတ်သက်နေ၍လူငယ်လူရွယ်ပြီးချစ်တော်တငယ်ချင်းအားအနောက်အရှုပ်ကလေးမှမပြောဝန်းတကယ်သို့ဖြစ်နေရ၏မောင်တန်းအားစကားလက်စားခြေလိုသည်မှာလဲကျွန်တော်ရှာသည်ရားနေ၏ဥပဒေအရာတွင်လက်တလုံးချဆိုသောစကားကလေးရှိလေသည်ကျင့်ဝတ်တို့တိခါပုတ်တို့၌အပတ်လွတ်ဟုသောအပြောကလေးရှိ၏ကျွန်တော်သည်သဘောပေါက်လာလေသည်ထို့ကြောင့်မောင်တန်းအားအပတ်လွတ်သောစကားကိုလက်တလုံးချသုံးကလက်စားခြေလိုက်၏ဟေ့ရောက်ဖငါမိရွှေတက်ကိုကွာပြီးမင်းနှမကိုယူတော့မယ်ဟုတ်လားရောက်ဖနော်ရောက်ဖအောင်တင်ရေးသားထားတဲ့အဖြူနဲ့အညိုးဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်ဆရာဇက်လန်းစုံပေါင်းချုပ်စာအုပ်ထဲကဝတ္ထုတိုလေးလည်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်စိတ်ချမ်းသာခြင်းကိုကျန်းမာခြင်းပြည့်စုံပြီးစိတ်တော့ကကိုဒုက္ခတွေကင်းဝေးကြပါစေ